နိုင်ငံအတွက်တိုက်ပွဲဝင်နေကြတဲ့ CDM သမားတွေကိုအမြဲတမ်းလူပေးနေတဲ့စင်ကာပူကမတ်အရိကယခုဆိုရင်တော့905ကကြီးနဲ့မင်းအောင်လှိုင်ရဲ့ဖန်ရဲထဲမှာပါသွားပြီပဲဖြစ်ပါတယ်။ယခုလိုမျိုး905ကကြီးနဲ့ဖန်ရဲထုတ်ခံရတဲ့အတွက်မင်းအောင်လှိုင်ကိုစင်ကာပူကမတ်အရိကယခုလိုပဲအတကုတ်ဆဲပြီးတော့စိတ်ဆဲထားတဲ့ဗီဒီယိုဖိုင်ကိုအားလုံးသိရှိရတဲ့အတွက်ဖော်ပြပေးလိုက်ရပါတယ်။ဒီဗီဒီယိုဖိုင်ဖြစ်စဉ်ကိုဆက်လက်ကြည့်ရှုချင်တယ်ဆိုရင်တော့အနောက်မှာအပြည့်အစုံဖော်ပြပေးထားပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်။ဒီနေ့ရက်ဆွဲနဲ့အခုရက်ဆွဲနဲ့တွင်လားဟုတ်လားအခုဒီနေ့ရက်ဆွဲနဲ့လားဟုတ်တယ်ဟုတ်လားရည်ရတယ်နော်မင်းအောင်လေးစောက်ယူက18ရက်4လ2021 18ရက်ကဒီနေ့လား yes 18ရက်ဒီဟဲ့မေလို့သူများကိုနေကစားမနေရတော့လိုက်ပြီးပြောရမ်းလို့ဒီကောင်လေးဒီမေလို့ဝရမ်းမထုံနဲ့ဖမ်းရှင်လာခဲ့ဖေလို့မှသာစပတ်နဲ့ပုံမလို့နေဟိုအေလိုကြီးမေလိုကြီးငါ့ဝရမ်းလာထုံနေသေးရဟာလားငါ့ဝရမ်းလာမထုံနဲ့နေရွှေမစပတ်ကိုပဲနေရှုပ်အုပ်ထားတယ်ဟိုအေလိုနိုင်ငံတော်အကြီးညိုပြက်စင်မှုပုံမှန်905လဲတေလိုက်ရှိကုန်းမဲ့ငါပုံပါနေလို့နောက်ဒီမှာနေပုံရှိကုန်းမဲ့ပြန်အရန်ပြုံလို့အမေရိကဒီနေ့လမ်းပြောတယ်အဲ့ရေးတဲ့သူရဲကောင်းစီးရင်ဝင်လက်မှတ်ရသွားပြီရဲ့ဘာလို့ဆိုညို့ဝရမ်းပါသွားပြီရဲ့ဟုတ်လားထပ်တော့တော့ပေါ့ရ905ပဲလားနဲတာပေါ့ညို့လေဒီမှာနေ့တိုင်းနင်းနေတယ်ဒီမှာအိမ်သားထဲမှာလဲထားတယ်ထမိန်လာတဲ့ဟာနဲ့လည်းပုတ်ထားတယ်နော်အိမ်သားထဲမှာလဲထားတယ်ထမိန်လာတဲ့ဟာနဲ့လည်းနေ့တိုင်းပုတ်တယ်905လားနဲတာပေါ့စကူမှာနေ့တိုင်းဈေးရောက်နေတယ်ဒီနေ့ဈေးရောက်ကောင်းကလာမင်းနဲ့ဝဝကွဲပဲမေးလို့ဟမ်နေရနေမြည်ရအောင်မင်းအောင်လည်းရဲ့ငါ့ဝရမ်းလာထုံနေငါ့ဝရမ်းလာထုံနေမအားလိုက်ရဲ့ဟမ်နေမြည်ထီအောင်အစ်စ်လားသွေးလေးပါလေးပြန်စစ်လိုက်အောင်နော်နေမြည်ကြည့်အောင်အစ်စ်လားဟမ်သွေးလေးပါလေးပြန်စစ်လိုက်အောင်မေလို့ကြီးအမေရိကလမ်းပြောပါတယ်ဒီနေ့သူရဲကောင်းဒေါ်ရင်းနဲ့သူရဲကောင်းပွဲရသွားပြီရဲ့ဘာလို့ဆိုတော့905နဲတာပေါ့မင်းအောင်လည်းညတိုင်းနင်းနေတာယူစောက်ခွန့်နေ့တိုင်းနင်းနေတာနေ့905ရှိကုန်းလိုက်မယ်နေ့နိုင်ငံထဲမှာပဲတည်ရနော်နေ့နိုင်ငံထဲမှာပဲတည်တယ်အဲ့905ကိုရှိကုန်းလိုက်တယ်ရှင်းလားငါပုံလေးကိုဖဲပြီးမှရှိကုန်းလိုက်တယ်နော်စောက်ရှက်မြို့တွင်ရဟာတော့မထိန်ကုတ်နိုင်ပဲဟိုပြပကိုလမ်းပြီးတော့ရမ်းနေတယ်စောက်ရှက်မရှိရဲ့အကောင်ဟဲ့တတ်ထဲကဘောမတွေငါ့ကိုလာပြီးပြောတော့နင်တို့အဖကြီးငါ့ကိုဗရန်ထုတ်တော့ဘာလို့ရမအောင်ညတိုင်းပို့တော်နင်းနေတဲ့စောက်ခွက်ကိုနော်ညတိုင်းစောက်ခွက်ကိုပို့တော်နင်းနေတယ်ဟမ်ရှင်းလားနင်တို့ဝလာကိုစောက်ကြည့်ကိုမစိတ်ဘူး905နဲတာဗောညတိုင်းနင်းနေတာနင်တို့စောက်ပတ်နဲ့နေ့တိုင်းပို့နေရနဲတာဗော905ရှင်းလားပေါ်တင်ရေရုံးကဈေးရောက်ရင်းနဲ့ရုံးခန်းထဲမှာတော့မှနေ့ဟာယူ social assistant ဆိုပြီးတော့မှတေချာတင်လာတာညတိုင်းနဲ့စပတ်နဲ့ပို့နေတာရှင်းလားစောက်ကြည့်ကိုမစိတ်ဘူးမေလို့ကြီးစောက်ရှက်ကိုမရှိရဟာဆဲတယ်ထဆဲလိုက်အောင်မယ်မြို့တွင်းတော့မနေဘူးပြပကိုလမ်းပြီးဝရမ်းလန်းထုံနေတယ်စောက်ယူတော့မှတွတ်ခွာသွားပြီရောက်ကလည်းဒူဒကောင်သူ့ဘောမြို့လုံးလို့ဘောပြုတ်ရုပ်ထွက်နေခရမ်းဒီမီးဖုတ်ထားတဲ့စောက်ခွက်နဲ့တက်လာပြီးတော့ဝရမ်းလာထုံနေမေလို့ကြီးဒါပဲအဲ့ဒါလာပြောတာနော်သူရဲကောင်းပွဲရသွားပြီမပူနဲ့အခုဒီမှာရေးနေတယ်နော်သိလားလူအောင်ပါစီဒီယန်လဲလူအောင်ပါနေ့တိုင်းလဲမရောက်နိုင်နေအောင်ပါကြောက်တယ်များမပါနဲ့ကြောက်မှုတစ်ချောင်းလေးတော့မထားဘူးနော်စောက်ကျူတော့မစိတ်ဘူးမှာရှိတော့လည်းမပေါ့ရီရတယ်စိုးလေး905ရီရတယ်စီဗီမှာပို့ထားတယ်မိုးလေးအေးမိုးလေးကိုရှာပေးရမယ်မိုးလေးဒီထဲမှာလားဒီဖုန်းထဲမှာမိုးလေးလမ်းချလိုက်မိုးလေးပေးမယ်နော်အားငယ်တော့မှဆိုလို့နော်အားငယ်ဝါမှဆိုလို့လာပြောတာသူတို့ရဲ့စောစောစီးကသူတို့ဝရမ်းရှိတော့လည်းမကုန်ကိုပုံလေးပါနေလို့ကိုပုံလေးကအဲ့ထမအရန်လာနေဆိုတော့လေအားတော့ရှိတော့မကုန်နော်သူတကာကိုပြောသူတကာကိုလှုပ်သူလူတကာဘောင်းကိုရလို့ဘောတွေမျိုးထားလို့စောက်ခွက်ကခရမ်းတီးပြီးဖုံးမျက်နှာနဲ့လူများကိုဝရမ်းလာထုတ်နေပြီးစောက်ရှက်လည်းမရှိသူ့နိုင်ငံထဲမှာပဲသူ2အောင်လုံး
နိုင်ငံထဲမှာတော့ဘယံမတာနဲ့သူ့တက်ထဲတော့သူမနိုင်မဲနဲ့ဟိုနေပြပတွေလာယူဝရန်ထုတ်နေတယ်သူ့တက်တော့သူမနိုင်သူ့တက်တော့သူမနိုင်လို့ဒီနေ့ဟိုမှာဟို CDM ဆိုပြီးဝင်သွားတဲ့ရဲတွေတက်တွေဘယ်လောက်တောင်ရှိလဲသူ့တက်တော့သူမနိုင်မဲနဲ့ဘောရန်ကောင်ကြက်တေမရှိရဲ့အကောင်နော်နင်တို့စောက်ပြုတ်ကိုမစိတ်တာစောက်ရှက်လည်းမရှိဘူးအရှက်ကြောတွေပြက်တဲ့အကောင်ကြီးနော်နဲတာပေါ့နင်စောက်ခွက်ယူညတယ်ထမိန်လာတဲ့ဟာလေနင်စောက်ခွက်ယူပုတ်ထားတယ်နင်းလည်းနင်းထားတယ်အိမ်ထိတ်ကနေမှအိမ်နာတဲ့တိနင်းထားရဲ့နင်တို့အိမ်ထိတ်ကနေအိမ်နာတဲ့တိနင်းထားတယ်သိလားအဲ့လိုရှစ်တာနင်ဘာပုံမှ905လဲနိုင်ငံတော်အကြည်ညိုပြက်စင်မှုဆိုတာဘယ်လိုမျိုးဥပဒေလဲနင်နားလဲလို့လားမင်းအောင်လည်းနင်ဥပဒေရောနားလဲလို့လားနင်ကတနက်ကိတ်ပြီးစစ်ကာချုပ်စစ်ခုံရုံဟုတ်လားနင်လေနင်ငါတို့စစ်ခုံရုံငါတို့ဝရန်ထုတ်ရှင်လို့ရှိရင်လေငါတို့အမေစုဆိုပြီးတော့မှလေဒါနိုင်ငံတကာကြည်ညိုနေတဲ့အမေစုကိုပြောနေတယ်နင်တို့ကောင်မတွေကိုမဖမ်းမဲနဲ့ငါ့ကိုလာဖမ်းဖို့မစိတ်မကူနဲ့နော်စိတ်ကူးလေးတော့လာမရင်နဲ့နော်နင်တို့အကောင်မတွေကိုဥအောင်ဖမ်းထိတ်မှဒီနိုင်ငံရဲ့ဥပဒေနဲ့ပဲလာလုပ်လို့ရမယ်နင်တို့လာမလုံးနဲ့စင်ကာပူနိုင်ငံရဲ့ဥပဒေမှာနင်တို့မရှိဘူးအစောကလေးဒါလာနိုင်တယ်လို့ငါတို့တို့ကပြောထားပြီးသားလူကြီးတွေကပြောထားပြီးသားဒါလာနိုင်တယ်နင်ပါလို့ရှိတယ်ငါနိုင်ငံကိုမပြန်နိုင်နင်တို့အောက်ရှုံနေတွေ့နင်တို့နိုင်ငံပြန်လာဖို့စိတ်ကူးတော့မရှိဘူးစိတ်ပြက်နေတဲ့နင်တို့ရဲ့တရားစားဥပဒေတွေထဲကိုပြန်လာဖို့စိတ်ကူးတော့မရှိဘူးရှင်းလားကောင်းတာပေါ့နင်ကဝရန်ထုတ်လိုက်တော့ငါအတောင်ပံပါရင်မင်းစီကိုရှိတဲ့နေရာပြန်လို့ရပြီအမေစုသားသမီးကျိတ်တဲ့နိုင်ငံသွားလို့ရတယ်လို့ပြောထားပြီးသားရှင်းလားလာတော့မရားနဲ့နေ့လူတွေဒါလာမရားခိန်းနဲ့နော်နေ့လူတွေဒါလာမရားခိန်းနဲ့နေ့ဥပဒေနေ့တယောက်တည်းပဲရမယ်တခြားနေရာမရဘူးအဲ့ဥပဒေနဲ့ငါ့ကိုလာဖမ်းခိုင်းကြည့်လို့နေ့တွေရုံတက်နေလာဖမ်းခိုင်းကြည့်လို့လက်ထိတ်တော့ခတ်ရဲလားလို့ yes ကငါ့ကိုလာဖမ်းပေးမလားလို့လှုပ်လိုက်ကြည့်အောင်စိန်ခေါ်ရနော်နေ့ဝရန်ဤကုန်းလိုက်ပြီဤကုန်းလိုက်ပြီနေ့ဝရန်ငါပုံလေးဖဲ့ပြီးဤကုန်းလိုက်ပြီနော်အဲ့ဝရန်ရတဲ့အထိမ်းအမှတ်နဲ့နင့်ကိုလေနောက်ထပ်ဘာလုပ်တယ်လဲဒါထမိန်လာတဲ့ဟာနဲ့ထပ်ပုတ်ထားတယ်အားရပါရပဲအေးလို့စောက်ရှက်မရှိရဲ့ကောင်ရောင်စားနင့်ကြောင့်မို့နိုင်ငံတော်ကြီးတိတ်ခါကြရတာနင့်ကြောင့်မို့နိုင်ငံတော်ကြီးပြဿနာတက်ရတာနင့်ကြောင့်မို့နိုင်ငံတော်ကြီးကဘာကြီးမှမျက်နာငယ်ရတာနော်နင့်ဘာအကြည်ညိုနင့်ကိုလှုပ်လို့ဘာအကြည်ညိုနင့်ကိုဒဲ့ဆဲလို့ဘာအကြည်ညိုပြက်တာလဲဘာအကြည်ညိုမှပြက်905လာမလို့နဲ့နေရနိုင်ငံတော်ရဲ့အကြည်ညိုပြက်စရာနိုင်ငံတော်ဥပဒေနေရနိုင်ငံတော်ရဲ့လူကြီးရထူနင့်ဘယ်သူပေးထားလို့လဲနင့်တက်ယူထားတာတင်တပါနင့်ဘယ်သူမှမပေးထားဘူးနေရတဘုံဓမြနော်ပြည်သူလူထုထုတ်ထားတဲ့ဝရန်ကနေရထိတ်ဆုံးနော်တကဘာလုံးပြည်သူလူထုအကုန်လုံးကထုတ်ထားတဲ့ဝရန်နင်းလူတကာကိုရမ်းပြန်ပြီးဝရန်လိုက်ထုတ်နေတယ်စောက်ရှက်မရှိအေလိုကြီးတေခါနီရှုပ်သွားခရမ်းရှင်ဒီမီဖုတ်ယုံနဲ့တေနာကြီး